ဒါပေမဲ့ Ronaldo ရဲ့အဲ့လိုမြောက်ကြစိတ်တက်နော်ကြီးကြီးကျယ်တွေပြောတယ်ဟိုးငယ်လေး United မှာတွေက Anderson တို့ Ferdinand တို့ဘယ်သူကကုတ်လဲ Ferdinand က Maradona တို့ဘာလို့ဖြေကြတယ်ပေါ့ဗျာသူကသူ့ကိုယ်သူ9ကုတ်လို့ဖြေတယ်အဲ့တွေကအဲ့မြောက်ကြစိတ်တက်ကိုကြိုက်တယ်ကျွန်တော် Zlatan Ibrahimovic Cristiano Ronaldo အဲ့လိုကစားသမားအကြီးတွေပြောတယ်အကြီးတွေနောက်ကိုတကယ်တနေ့ကို24နိုင်လောက်စူးစမ်းပြီးအိတ်ချိန်စားခြင်းအကုန်လိုက်လုပ်တယ်ဒီလိုကစားသမားတွေကိုကျွန်တော်ကကြိုက်တယ်အရင်ကြီးဟိုချိုးဟိုကိုနှိမ့်ချပြီး humble ဖြစ်နေတာလေစိတ်တက်ကိုမကြိုက်ဘူးဒါပေမဲ့အဲ့လိုကြိုက်တဲ့တိုက်ကလည်းလူနည်းစုလို့ထင်တယ်ကျွန်တော်အပါဝင်လူနည်းစုပေါ့နော်လူများစုကတော့နှိမ့်ချတယ်သိရမှာကျွန်တော်ဆရာရဲ့ကျွန်တော် clip bait တွေဆိုတွေ့လိမ့်မယ်ဆရာမာနေကင်တဲ့ဖုန်းကွဲလေးတို့သူကင်ထားတဲ့ဒီဟိုဟာကြီးကိုတော့ပတ်စံကြီးအကောင်းစားကြီးတော့လူတွေမမြင်ရအောင်နော်ဒါတွေက clip bait တွေပေါ့နော်ဆိုတော့နှိမ့်ချတာကိုကြိုက်ကြတဲ့အခါမှာမက်ဆီကိုတိုင်းကလည်းတကယ်ကိုဘယ်လိုပြောရမလဲရုပ်သားတယ်နှိမ့်ချတယ်ဆိုတဲ့အထက်တော့ပါတယ်သူတို့ခေါင်းကြီးတော့လည်းမဟုတ်ဘူးဒါပေမဲ့အဲ့အချိန်မှာရိုနယ်ဒိုကအသက်ကြီးလာလေမက်ဆီနဲ့ပြိုင်ပြီးတော့ဂုံတုဂုံပြိုင်လုပ်လေမလိုလားတဲ့အင်တာဗျူးတွေဖြေလေဟိုဂုတ်ဆိုတာမျိုးဒါအများသတ်မှတ်တဲ့ကိစ္စပြိတ္တသတ်မှတ်တဲ့ကိစ္စဒါသူကိုယ်သူဒါမက်ဆီတက်ပိုကောင်းတယ်သူကသာဂုတ်ထာဝရအကောင်းဆုံးကစားသမားလို့ပြောတဲ့အရာတွေကပြိတ္တမျက်မုံကျိုးကြတာပေါ့နော်ဟိုမျက်မုံမကျိုးတဲ့ပြိတ္တအနေစုလည်းရှိကောင်းရှိလိမ့်မယ်ဒါတော့ဒီအဲ့ဘိုင်းမှာတာတာပေါ့နော် personality ဆိုတော့ဒါတော့တယောက်နဲ့တယောက်ကကိုယ့်အမြင်ပေါ့နော်ကိုယ့်အမြင်ကတော့တွိုင်းမတူတာလည်းပါမယ်ရိုနယ်ဒိုကသူနေတာထိုင်တာပြောတာဆိုတာလည်းသူ proud ဖြစ်တယ်လို့ဟိုတချို့ကသတ်မှတ်တယ်အဲ့လို proud ဖြစ်လောက်အောင်လည်းသူ့မှာအောင်မြင်မှုတွေနဲ့တတိပြတယ်ပေါ့တခြားသော level မှာလည်းရှိပါတယ်ဥပမာလက်ဝိတ်မှာဆိုဒီတိုင်းပဲ Mike Tyson ရဲ့ပြောပေါက်ဆိုပေါင်းနဲ့ Evander Holyfield ရဲ့ပြောပေါက်ဆိုပေါင်းမတူဘူးဒါပေမဲ့နှစ်ယောက်လုံးက world champion တွေဖြစ်တယ်ဒါမိုဟမ်မက်လီစကားကြွယ်ခဲ့တယ်ကြွယ်လောက်အောင်လည်းသူကကောင်းခဲ့တယ်ကိုကတော့ Ronaldo ကိုလည်းအဲ့လိုပဲမြင်ပါတယ်သူ proud ဖြစ်လောက်အောင်လည်းဒီ World Cup ကလွဲလို့ရှိရင်သူ့မှာသူချင်းစုတစိတ်တွေရောဒီ Euro အပါဝင်ကလပ်အသင်းနဲ့ပတ်သက်တဲ့စုတွေရောသူအကုန်ယူပြီးသွားပြီအကုန်သက်သိပြပြီးသွားပြီပေါ့နော်အဲ့ဒါလေးတော့တွေ့ရတယ်ဒါတွေကတော့ညီလေးဟိုသူတို့အပေါ်မှာသူတို့အသင်းဘော်တွေရဲ့စိတ်နေစိတ်ထားတွေဘယ်လိုသဘောထားရဆိုတာညီလေးရှင်းပြတာတော်တော်လေးပြည့်စုံပါတယ်အခုတခါကိုသိကျင်တာညီလေးသိကျင်တယ်ဆိုတာလည်းညီလေးကိုမေးကျင်တာမက်ဆီရဲ့အခန်းကဏ္ဍဒီကွင်းနဲ့အခန်းကဏ္ဍသူ့ performance ဒီ2026ကမ္ဘာဖလားနဲ့ပြီးခဲ့တဲ့2022ကမ္ဘာဖလားနဲ့ဂျာ၄နှစ်ကာလအတွင်းမှာဘယ်လောက်ခြားနာသွားပြီလဲသူ့ရဲ့အခန်းကဏ္ဍဘယ်လောက်ထိရေးပါအောင်လဲအရေးတော်ပါအောင်မယ်ဆရာဒီကျန်တဲ့စိတ်နေစိတ်ထားတွေကွင်းပြင်ပဖိအားတန်တွေဒါတွေအသာထားလိုက်ဒီ၃ယောက်ထဲမှာကွင်းတွင်းသီးသန့်အရေးပါဆုံးဆိုမက်ဆီလို့ကျွန်တော်တို့ပြောရလိမ့်မယ်ဘာကြောင့်လဲနော်ဘာကြောင့်လဲဆိုတော့မက်ဆီကစားတဲ့ role နဲ့ဆိုင်မယ်ဆရာသူကအထောင်တိုက်စစ်လည်းမဟုတ်ဘူးနံပါတ်10 roleဒါပေမဲ့နံပါတ်10 row ကိုမှအရင်ခန်းစစ်ကိုလည်းဆင်းကူစရာမလိုဘူးအဓိကကတော့ဆရာကျွန်တော်တို့နီးပြအပိုင်းအကြောင်းခုပြောမယ်နီးစနစ်ပိုင်းအကြောင်းပြောမယ်ဆိုပေမဲ့အဲ့ခုနကပြောတဲ့စိတ်နေစိတ်ထားကရတဲ့ advantage ပေါ့နော်အကျိုးမြတ်ကိုပဲပြောရမယ်သူ့အသင်းဘော်တွေကသူမပြေးလွှားနိုင်ဘူးသူသိတယ်အထောင်တိုက်စစ်ပြေးကြမလို့လက်ရှိဘောလုံး trend ဆိုတာဖိအားပေးကစားဟန်ကိုကျွန်တော်တို့ပြောလို့ရတယ်မက်ဆီဖိအားပေးကစားနေရမှာရိုနယ်ဒိုလည်းမကစားဘူးနေမာလည်းမကစားဘူးနော်နောက်ပြီးတော့ဒီကွင်းလယ်မှာနံပါတ်10 row တွေဆိုအခုကာကာတို့လို့ကစားသမားတွေမရှိတော့ဘူးအိုဈေးလို့ကစားသမားမျိုးပျောက်ကွယ်ကုန်တယ်ဟာမတ်ဆိုရီကွက်ပျောက်ကွယ်ကုန်တယ်မက်ဆီကအဲ့လိုတိုက်ထဲကပဲနော်ဒါပေမဲ့မက်ဆီအဲ့လိုမကစားနိုင်အောင်သိတယ်တာကြီးငါရှိတယ်မင်းငါတို့နိုင်ငံအတွက်လုပ်ပေးထားတာအများကြီးပဲငါတို့ပြန်ပြီးနှစ်ဆပေးဆက်မယ်ဆိုတော့ကြံတဲ့10ယောက်ကွင်းထဲက17ယောက်မှာကြံတဲ့10ယောက်ကအဲ့စိတ်တက်ရှိတယ်တွေကမက်ဆီကွင်းထဲရှိနေစေခြင်းနဲ့စိတ်ကျန်နေရင်ပဲသူတို့အားတက်လာတဲ့စိတ်မျိုးဆိုလိုတာလားအဲ့ကျင်ဟုတ်တယ်အဲ့လိုဆိုလိုတာပေါ့နော်ဆရာဆိုတော့မက်ဆီကလောအားနှုံးပိုင်းပြင်အများကြီးပေးဆက်စရာမလိုဘူးဆိုတဲ့အခါမှာသူ့ရဲ့တယောက်ချင်း talent ကကျွန်တော်တို့စကားတွေအများကြီးပြောနေကြမလို့သူ့ရဲ့ပင်ကိုအရေးသွေးရဆိုတော့အဲ့အရေးသွေးအောက်ဘုတ်ကလည်းပို့ပြီးဒီ Ronaldo တို့နေမှာတော့ပို့ပြီးထွက်တယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဆိုတော့လက်ရှိ2026ကမ္ဘာဖလားမှာမက်ဆီရဲ့အခန်းကဏ္ဍကကျွန်တော်တို့အာဂျင်တီးနားတန်းကြည့်ရင်တော့2022ကမက်ဆီကိုမှီချင်မှမှီလိမ့်မယ်ခုနကပြောတဲ့ Ronaldo နေမှာတို့နဲ့ရှင်တော့သူ့ရဲ့အခန်းကဏ္ဍကအမြင့်ဆုံးမှာရှိနေသေးတယ်အာဂျင်တီးနားအတွက်ရေးပါစေသူ့ရဲ့မှော်ဝင်ခြေသွမ်းတွေကိုကိုတို့မြင်ကောင်းဆက်လက်ပြီးတော့မြင်ရနိုင်တဲ့အနေအထားပေါ့နော်မက်ဆီကဒီအာဂျင်တီးနားကိုဥဆောင်ကစားမှာတော့သိကြပါတယ်သူခြေသွမ်းပြကိုးတွေကိုလည်းကိုတို့မြင်တွေ့ရမယ်လို့မျှော်လင့်ပါတယ်ဒါမက်ဆီရဲ့ခြေလေးပေါ့နော်အခုကိုထပ်ပြီးတော့ဒီမက်ဆီနဲ့ဆက်ပြီးရိုနယ်ဒိုဘက်ကိုသွားကြတယ်ဟုတ်ကဲ့ဘာဖြစ်လို့လဲဆိုတော့ဒီရိုနယ်ဒိုရဲ့လက်ရှိပေါ်တူဂီလည်းရွေးစင်တယ်ကိုတီးတဲ့လောက်တော့ဒီပေါ်တူဂီတွေကရွှေရောင်မျိုးသက်ဆိုပြီးတော့ဖီဂိုတို့ရူကော့စတာတို့ခင်မှာဖြစ်ခဲ့ဘူးတယ်ဒါပေမဲ့အောင်မြင်မှုကြီးကြီးမားမားတော့မရခဲ့ဘူးအဲ့ဒီနောက်ပိုင်းမှာလက်ရှိပေါ်တူဂီအသင်းရဲ့လူစည်းရင်းဒီအတောင်တင်းဆုံးလို့ထင်တယ်ခံစားရတယ်သို့တော့ဒီအတောင်တင်းဆုံးဖြစ်နေတဲ့ပေါ်တူဂီအသင်းရဲ့လူစည်းမှာပဲတိုက်စစ်ပိုင်းမှာကြတော့နည်းနည်းလေးဟိုသဘောမကျတဲ့ဟာလေးတွေအားမရတဲ့အပိုင်းလေးတွေရှိနေတယ်ဟိုပေါ်တူဂီရဲ့သင်းလုံးကောင်းနေသို့တော့တိုက်စစ်မှာအားနည်းချက်ရှိနေတယ်အဲ့တော့အားနည်းနေတဲ့ပေါ်တူဂီအသင်းရဲ့တိုက်စစ်ကိုဒီအသက်42နှစ်အရွယ်ရိုနယ်ဒိုကပဲဆက်လက်ဥဆောင်နိုင်မလားဥဆောင်သွားမလားအဲ့ဒီအပေါ်မှာညီလေးအမြင်ကိုသိကြတယ်
ဟုတ်ကဲ့လက်ရှိပေါ်တူဂီရဲ့လူစင်းနဲ့ပတ်သက်ပြီးရန်ဒိုကိုနီးပြက squad ထဲထည့်ထားတဲ့ပေါ်သို့မဟုတ်ဝက်ထရက်17ယောက်ထဲထည့်ထားတဲ့ပေါ်ပြည်သက်တွေဝယ်ဖန်မှုရှိကြတယ်ပေါ့နော်ရန်ဒိုကြီးကဘာလို့နောက်လူကိုနေရာမပေးနိုင်ရလဲမဖယ်ပေးနိုင်ရလဲသူဖယ်ပေးပြီးထားအောင်ဘယ်သူကစားမလဲဆရာကွန်ဆာအိုရာမို့စ်နော် PSG ရဲ့တတိယမြောက်တိုက်စစ်မှုလောက်တွားပြီးတော့ ရှင်နောက်ဂျာအိုဖီလီတို ဂျာအိုဖီလီသူနဲ့အတူတူ sorry ရန်ဒိုနဲ့အတူ sorry ရောက်နေတဲ့ကစားသမားဆိုတော့ကျွန်တော်ဆိုလိုချင်တာကအာလင်ဟာလန်လို့အမ်ဘာပေတို့ရှိလို့ရန်ဒိုဖယ်ပေးရမယ်လို့မဟုတ်ဘူးအနည်းဆုံးဒီအာဆင်နယ်တိုက်စစ်မှုနော်ဗီတာယောဂရက်လောက်ရှိနေလို့ရန်ဒိုဖယ်ပေးရမယ်ဆိုရင်တဘာဝကြတယ်အခုကသူ့မှမရှိရင်ဘယ်သူသွားရှိလဲဆရာပြီးတော့သူ့ရဲ့ကွင်းထဲမှာရှိနေတဲ့ aura ရပြီးတော့လက်ရှိပေါ်တူဂီရဲ့ squad ဆရာပြောကကျွန်တော်ထောက်ခံတယ်လက်ရှိပေါ်တူဂီ squad ကိုကျွန်တော်ကအတောင်တင်းဆုံးလို့ထင်တယ်အဲ့ဒါကနေမင်းရမဟုတ်ဒီဗီတင်ညာတို့ဂျာအိုဂိုမက်စ်တို့ဆိုတာနော်ဖီဂိုတို့ဒေဂိုတို့ခုနရီကော့စတာတို့တိုက်ဆက်ပိုင်းမှာဆိုလဲဒီဘယ်လိုပြောရမလဲပိုစတီကာတို့ဘာမှီစရာအကြောင်းမရှိဘူးဒါပေမဲ့စုဖွဲ့မှုအရာအရင်အားကောင်းတယ်ပြီးတော့ United မှာဒါ Bruno Fernandes ပြီးခဲ့တဲ့ရာသီကတွင်ကို21ကိုsorry ဖန်တီမှု21ချိန်နဲ့အတူဒါတကယ်အဲ့ record ကိုတာဖြစ်တယ်နော် Henry အချိန်20 Kevin De Bruyne အချိန်20ကိုကြော်ဖြတ်ခဲ့တယ်ပြီးတော့ Bernardo Silva Rodrigo တောက်လျှောက်တန်ရာရနေတဲ့ City ကိုသူ City ရဲ့ game rhythm ကိုကျူးကင်ချဲလေတဲ့လူချစ်ခဲ့တယ်ဆိုတော့ခက်စစ်ပိုင်းမှာလဲ Nuno Mendes တို့ဒါလိုတို့နော်ပြီးတော့ကျွန်တော်တို့ City မှာခြေစွမ်းပြခဲ့တဲ့မာတီးယာဒူနာလူကစားသမားမျိုးတွေအစုဖွဲ့ကြီးအကုန်လုံးရှိနေတဲ့အနေအထားမျိုးမှာလက်ရှိပေါ်တူဂီကတော့အဆင်ပြေဆုံးလို့ထင်တယ်ကျွန်တော်ဆိုလို့ချင်တာရန်ဒိုကပေါ်တူဂီအတွက်အရှိကဘာဖလား9ချိန်မှာအများကြီးပစ်ဆက်ခဲ့ပြီးပြီလုံးပြခဲ့ပြီးပြီဒီတစ်ချိန်ကတော့သူကိုယ်တိုင်ဝင်ကန်ခြင်းမှာလည်းကံမယ်အရန်ကောင်ကနေထလာတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒီပေါ်တူဂီကရန်ဒိုအတွက်ဘာလုပ်ပေးနိုင်မလဲဆိုတော့စောင့်ကြည့်ရအောင်မင်္ဂလာပါရှင်ရွှေသက်သာနဲ့ကျေးဇူးပါရှင်